ဆန်ရိုတဲ့လန်ခွဲပြီးဥရောပကိုပြန်လာဖို့ရှိနေချိန်သူကစားပေးခြင်းနဲ့ပရီးမီးယားလိဂ်ကလပ်လေးသင်းကိုပြောပြထားခဲ့တဲ့နေ့မှာပြည်သူများဝဲမင်္ဂလာများရှင်နန်းထန်းဆန်အိုင်ဘတ်ခွန်ရှစ်ကိုမောင်ဖပိုက်စစ်ပရင်စားပေးကနေအားလုံးကိုပြန်လဲကြိုလိုက်ပါတယ်။ဘောလုံးပရိသတ်တွေထဲမှာနေမလိုကစားမမျိုးကိုပရီးမီးယားလိဂ်စီပြောင်းရွှေ့စေခြင်းတဲ့သူတွေရှိကောင်းရှိမှာပါ။နေမလိုဘောလုံးမင်းသားစကေးကျေဝါသူတရားရဲ့ကစားမပွားမှာပရီးမီးယားလိဂ်စီမြောင်ဘူးဆိုတာကနှမျိုးစရာကောင်းလို့ပါတယ်။နေမဟာကစားမပွားမှာဘရာဇီးစပိန်ပြင်သစ်နဲ့ဆော်ဒီအာရေးဗျတို့မှာကစားခဲ့ဘူးပေမဲ့ဘရာဇီးမှာတော့မကစားခဲ့ဘူးဖြစ်ပါတယ်။နေမဟာမက်ဆီရိုနယ်ဒိုတို့အလွန်မှာကမ္ဘာအကောင်းဆုံးကစားမဖြစ်လိမ့်မယ်လို့သတ်မှတ်ခံထားခဲ့ရပို့သူပါ။ဘောလုံးတရားစုကိုအချင်းချင်းရယူမဲ့သူအဖြစ်အထင်ကြီးပေးခံခဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးတရားစုကိုတစ်ချိန်မှမရခဲ့ဘူးပဲအများဆုံးတတိယပဲရခဲ့ဘူးပါတယ်။ချန်ပီယံလိဖလားကိုလည်းဘာစီလိုနာနဲ့တစ်ချိန်ပဲရခဲ့ဘူးပြီးနောက်တစ်ချိန်မှာ PSG နဲ့ final တက်ခဲ့ပေမဲ့ဒုတိယပဲရခဲ့သူဖြစ်ပါတယ်။ဘရာဇီးဘောလုံးလောကမှာနေမဟာပီလီရိုနယ်ဒိုနာဇာရီယိုတို့လိုကမ္ဘာဖလားဆောင်ကျင်းလာပေမဲ့ကျေပွင်းပြင်သတ်မှတ်ခံခဲ့ရပေမဲ့အင်ရှင်ပြင်ကျင်းပတဲ့နှစ်ကတော့ final အထိမရောက်ခဲ့ဘူးဖြစ်ပါတယ်။နေမအနေနဲ့ဘရာဇီးလက်ရေးစင်နဲ့ဂိုးသွင်းများဆုံးစားမတော့ဖြစ်ခဲ့ပြီး89ဂိုးထိသွင်းထားပေးနိုင်ခဲ့ပါတယ်။ဘရာဇီးဘောလုံးသမားတွေကအောင်မြင်ကြော်ကြားပြီးချမ်းသာလာရင်ဘောလုံးကနေစောစောနားတက်လိရှိပါတယ်။ဘရာဇီးနာမည်ကျော်ဘောလုံးသမားတွေကထူးကဲတဲ့ပါမီတွေပါလာပေမဲ့အသက်30ကျော်အထိထိပ်တန်းအဆင့်မှာရပ်တည်နိုင်ခဲ့သူရှာပါတယ်။အမတ်ခွန်ရှင်ကောဖိုင်ရဲ့မောင်ဖိုင်စစ်တို့ကစားမယ်ဆိုရင် Viber နံပါတ်3999003939ကိုဆက်သွယ်မိမယ်စုံစမ်းလိုက်ပါရခင်ဗျာ။နေမလည်းလက်ရှိမှာ33နှစ်ရှိနေပြီဖြစ်ပြီးတော့အရင်လိုလူငယ်ခြေတက်ကစားမှာတူမဟုတ်တော့ဘူးဖြစ်ပါတယ်။လက်ရှိမှာနေမဟာသူ့ရဲ့ငယ်မွေးချန်ပေါကလပ်ဖြစ်တဲ့ဆန်တိုအတွက်ကစားပေးနေသူပါ။ဆန်တိုအသင်းမှာကျန်းခိုင်မှုတီဆောင်းနေတဲ့နေမဟာလာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာဥရောပစီပြန်လာခြင်းနေတာဖြစ်ပါတယ်။2026ကမ္ဘာ့ဖလားမှာဘရာဇီးအတွက်ဝင်ရောက်ကစားခြင်းနေတဲ့နေမအနေနဲ့ဥရောပဘောလုံးမှာလာရောက်လေ့ကျင့်နေတာဖြစ်ပါတယ်။ထိပ်တန်းဆင်မှာပြန်ကစားခြင်းနဲ့နေမကိုပဲဥရောပကလပ်တွေခေါ်ယူသွားမလဲဆိုတာကစောင့်ကြည့်ကြကြပါနေမကရောပဲအသင်းမှာကစားခြင်းမလဲဒီကိစ္စနဲ့ပတ်သက်ပြီးနေမကိုယ်တိုင်ဖေးထားတာတော့ရှိပါတယ်နေမကပရီးမီးယားလိဂ်မှာကစားခြင်းကြောင့်ပြေးခဲ့ပြီးတယ်ဖြစ်လာပါတယ်နေမဟာပရီးမီးယားလိဂ်ကိုပြောင်းခြင်းကြောင့်နဲ့ပရီးမီးယားလိဂ်မှာသူကစားခြင်းနဲ့အသင်းက၄သင်းထိရှိကြောင်းခုလိုပြောဆိုခဲ့ပူပါတယ်ကျွန်တော်တို့ပရီးမီးယားလိဂ်ကအန်အသင်းဝင်ရလေးဖြစ်ပါတယ်ပရီးမီးယားလိဂ်ပြန်ဝင်ကြီးရဲ့ကစားဟန်ကိုရောအသင်းတွေကပါသဘောကျပါတယ်ဒီနေ့ဒီချိန်ကြီးမှာကျွန်တော်ကိုပရီးမီးယားလိဂ်မှာမြင်ရနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူးကျွန်တော်မန်ချက်စတာယူနိုက်တက်ချယ်ဆီအာဆင်နယ်လီဗာပူးတို့ကိုသဘောကျပါတယ်ဒီအသင်းတွေကအမြဲတမ်းပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းတွေပါလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်စမန်ကြီးရဲ့ဘရာဇီးကနဝင်ကစားမဖြစ်သူဂေဘာတိုဆီဗာကလည်းနေမကိုပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အသင်းမှာမြင်ခြင်းကြောင့်အခုလိုပြောဆိုခဲ့ပူပါတယ်ကျွန်တော်နေမကိုပရီးမီးယားလိဂ်မှာအာဆင်နယ်အသင်းနဲ့အတူမြင်ချင်ပါတယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမှသိချပါတယ်ပရိသတ်တွေလည်းအများကြီးပြောင်းမှာဖြစ်တယ်လို့ပြိုင်ပွဲကလည်းပုံမထူးခြားသွားမှာပါပရီးမီးယားလိဂ်ကိုကြည့်လိုက်မယ်ဆိုရင်ကမ္ဘာအကောင်းဆုံးကစားသမားတွေအများကြီးရှိပါတယ်နေမကိုသာထည့်ရရင်ကြီးကျယ်ခမ်းနားသွားပါလိမ့်မယ်စောင့်ကြည့်ကြတာပေါ့ဗျာနေမကိုအာဆင်နယ်မှာမြင်ရဖို့ကမဖြစ်နိုင်စရာမရှိပါဘူးလို့ပြောခဲ့တာပါနေမကိုပရီးမီးယားလိဂ်မှာမြင်တွေ့ရမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ